သမိုင်းလာတဲ့အချင်းသာမယိုင်းညာတဲ့သခိုင်းတိုင်းပါလေစိတ်ထားလေးကြည်ပြူကျွန်တော်တို့မြင်မှုသူဘယ်လိုရဗလိမ့်ညာပြန်ဖြေပြရဘူးကျွန်တော်ကကျတော့သူတို့ဗလိမ့်မှများတယ်ကျတော့အဲ့ဟာဝင်းသိပ်ပြီးတော့အဲ့အပိုးအောက်ကိုဝင်းမကြည့်မိတော့တာအဲ့လိုမျိုးဖြစ်သွားတာသူတို့ဗလိမ့်ညာတအားများလာတော့လေကျတော့ကိုနေတဲ့နေရာမရှိလို့အဲ့လိုဖြစ်နေလို့လွမ်းလို့မပြေဖိတ်ခေါ်မရတဲ့ကျွန်တော်တို့မွေးရမြေဒါပေမဲ့တခြားမျိုးတွေတခြားဒေသတွေကဝိုင်းဗလိမ့်နာပြောတာဆိုတာကိုကျတော့ဒီထဲမှာဘယ်တော့မှမအောင်ဘူးသူတို့ကဒီလိုဝိုင်းဗလိမ့်လို့တာကျွန်တော်အချင်းကလောက်အချိန်တိုလေးတွေမှာတို့ဟိုပေါ်ပြည့်တဲ့လက်ခံမှုဖြစ်သွားတာကျွန်တော်မျိုးကဝိုင်းဗလိမ့်နာကျတော့တခုပြောချင်သူတို့ကျတော့ကျွန်တော်မျိုးကကျတော့ဝိုင်းဗလိမ့်နဲ့ခိုင်နည်းနည်းတော့စိတ်မကောင်းဖြစ်ရတယ်ပေါ့ကျွန်တော်အကောင်းဆုံးချပြခဲ့တယ်သူတို့ရဲ့လက်ခံမှုနဲ့ကျွန်တော်ချပြရတယ်နည်းချက်တည်းတော့ပါပဲခြားတဲ့ဒေသကြီးအကိုတွေအမတွေတော့ကျေးဇူးတင်ပါတယ်အခုလူသိအောင်ဝိုင်းပြီးတော့လုပ်ပေးတဲ့တော့ငါမြင်ရတဲ့တို့ရဲ့ရှင်မြင်မှုဒီမြင်မှုမျိုးဒီသချင်းလေးကတော့ကျွန်တော်ဒီဆက်စားပြီးရေးရတယ်ပေါ့နော်ကျွန်တော်ပြင်ဆင်တာနဲ့ဆိုရင်တော့2နှစ်ကျော်လောက်3နှစ်ဝင်ကျွန်တော်အချိန်ယူရဒီသချင်းလေးကတော့တခြားသချင်းတွေထွက်ဖို့ကတော့ကျွန်တော်တို့တစ်နှစ်တောင်နေဆုံးချိန်ယူရပါတယ်ဒီသချင်းလေးနည်းနည်းကိုမျိုးသချင်းဆိုပိုပြီး view ဆိုင်ရလို့နည်းနည်းကြာသွားတာပါအေးယာကန်တွေလေးကလေးစီလို့လိုက်လို့ပို့ပေးမယ်စိတ်ရွှေရနာဝယ်ယူမယ်ဆိုရင်မြမစိတ်ရွှေရနာလောကမှာအရေးအသွေးကောင်းဆုံးနဲ့အာမခံချက်အရှိဆုံး brand စိန်တိုင်းစိန်ဆိုရင်စိန်ရမ်းလိုင်းပေါ်မှာဝိုင်းပြောခိုင်းနေမှာလေတချင်းလေးကကျတော့ဒါခုကျွန်တော်ထွက်ထားတယ်ကျွန်တော်မြင်းမှုမျိုးတချင်းလေးပေါ့နော်ဒီတချင်းလေးကကျွန်တော်မျိုးတခြားတိုင်းဒေသကြီးတွေမှာကျွန်တော်ကလူသိတွေကြီးတွေထုတ်ခဲ့တာပေါ့ချင်းလေးကဒါပေမဲ့ဝိုင်းပြီးပြောရဲဆိုပေမဲ့လည်းဒီလားဆိုလို့ရှိရင်လူသိလောက်ပြီးတော့ထင်ပါတယ်အစင်လာသမိုင်းလာတဲ့ကျင်လာမယိုင်းကြတဲ့သခိုင်းတိုင်းပါလေကွန်ခတ်မှရေးရလို့ပြောတဲ့ပုံမှာတော့စိတ်ဆိုးရလို့တော့မရှိတော့ဒါပေမဲ့မဟုတ်ဘူးလို့ပြောတယ်ဘာလို့ကျွန်တော်မျိုးတချင်းကိုကျွန်တော်ကိုယ်တိုင်ဖန်တီးရတာကိုကျွန်တော်ပို့ပြီးသဘောကျတယ်ပေါ့နော်အဲ့ကြောင့်မလို့ဒါခုကသူတို့ AR တိုင်းဘက်မှာကျတော့ကွန်ခတ်မှရေးတဲ့တချင်းနဲ့ရန်ထရန့်ဖြစ်နေတော့ကျွန်တော်တချင်းကိုလည်းသူရေးတယ်လို့ထင်တာဆန်းတော့မဆန်းပါဘူးဟုတ်အဲ့လာမလို့နည်းလေးကိုယူဆလွဲသွားတာပါအစင်လာသမိုင်းလာတဲ့အချင်းသာမယိုင်းညာတဲ့သခိုင်းတိုင်းပါလေစိတ်ထားလေးကြည်ပြူကျွန်တော်တို့မြင်မှုသူဒီထက်ပို့ပြီးတော့ကောင်းအောင်ကြိုးစားဖို့အစီအစဉ်ရှိရပါတော့။ဒါလောက်ဆိုရင်ကျွန်တော်မျိုးလေးကိုနေရက်ကတည်နေပြီဆိုတော့နောက်ထပ်ပြီးကြိုးစားပေးခဲ့မယ်ဆိုဒီထက်ပို့ပြီးတော့ကောင်းတဲ့ရတာမျိုးပေးနိုင်အောင်တော့ကျွန်တော်ပြင်ဆင်နေပါတယ်လို့ပထမတော့ပထမဆုံးကျွန်တော်ပြည့်စက်စာပြီးတတိထားခဲ့မိတာကကျွန်တော်မကျင်ညာဘူးတချင်းပေါ့နော်ဒုတိယမြောက်ထားပြီးတတိထားမိတာကကျတော့ကျွန်တော်ဒီဝါကျွတ်ချိန်နဲ့မေးအိမ်တရင်ကျွတ်တချင်းလေးပေါ့အဲ့ဒီပုံလေးတွေရှိတယ်တခြားချင်းလေးတွေလည်းပြတဲ့ထိုက်ချင်းတွေအားပေးတဲ့ချင်းတွေရှိပါတယ်ချို့ကသူတို့နဲ့လည်းမတွဲမိကြတာပေါ့ဒီတချင်းကြမှာဒီတရက်နှစ်ရက်တွင်မှာမီလီယံချီသွားဆိုတော့အတော့ကနည်းနည်းပို့ပြီးတတိထားမိသွားတာလွမ်းလို့မပြေဖိတ်ခေါ်မရတဲ့ကျွန်တော်တို့မွေးရမြေမင်းကရန်တို့အများဆုံးသွားတဲ့ဒီဝါကျွတ်ချင်းနဲ့အမိန်တချင်းနဲ့ပေါ့အဓိကအများဆုံးကျွန်တော်ပို့ပြီးတည်သွားတာခုနောက်မှကျမှဒီတချင်းတွေထွက်လာမှနည်းနည်းလေးအရင်နဲ့စားလို့ရှိရင်ပေါ့40ရာခိုင်နှုန်းလောက်တည်လိုက်လို့ပြောလို့ရတယ်ပေါ့ဒီလောက်ပါပဲစိတ်ကူးတွေးတွေကရောင်စုံမီးတွေထိုးလို့တယ်ဘယ်လောက်ကြာတယ်တို့ကတိုင်းစားတော့မရှိဘူးစိတ်ကူးရရင်ရတယ်ဒါပေမဲ့တချင်းတစ်ပုတ်ကိုအနည်းဆုံးကျွန်တော်ရေးတဲ့ခါဆိုရင်3လလောက်တော့ကြာတယ်တချင်းတစ်ပုတ်ကိုအနည်းဆုံးပေါ့နော်ဒီမျိုးတချင်းဆိုရင်တော့1နှစ်လောက်ကြာပြီဒီချင်းကကျွန်တော်ပြင်ဆင်ရတာလည်းပါနေဆိုတော့4ရက်အတွင်းမှာမီဒီယံချီသွားနေတယ်ကျွန်တော်ကောင်းသတိမထားမိဘူးဒီအခုဒီချင်းလေးတင်ထားဆိုရင်ကျွန်တော်တင်တဲ့နေ့ကနေစပြီး4ရက်မြောက်လောက်ကျတော့ကျွန်တော်တစ်ချက်ဝင်ကြည့်ပြီးတော့အဲ့ဒါတော့မီဒီယံချော့ပြီပေါ့လွမ်းလို့မပြေဖိတ်ခေါ်မရတဲ့ကျွန်တော်တို့မွေးရမြေဘယ်လိုရဗလိမ့်ညာပြန်ဖြေရဘူးကျွန်တော်ကကျတော့သူတို့ဗလိမ့်မှများတယ်ကျတော့အဲ့ဟာဝင်းသိပ်ပြီးတော့အဲ့အပိုးအောက်ကိုဝင်းမကြည့်မိတော့တာအဲ့လိုမျိုးဖြစ်သွားတာသူတို့ဗလိမ့်ညာတအားများလာတော့လေကျတော့ကိုနေတဲ့နေရာမရှိလို့အဲ့လိုဖြစ်တယ်လေတောင်တူတူသွားရအောင်အကြောင်းပြုတော့ကောင်းမှုတော့တူတူထူးဆုံးတော့ဒါပေမဲ့တခြားမျိုးတွေတခြားဒေသတွေကဝိုင်းဗလိမ့်နာပြောတာဆိုတာကိုကျတော့စိတ်ထဲမှာဘယ်လိုမှမအောင်ဘူးပဲသူတို့ကဒီလိုဝိုင်းဗလိမ့်လို့သာကျွန်တော်တချင်းကလောက်အချိန်တိုလေးတွေမှာတို့ပေါ်ပြည့်တဲ့လက်ခံမှုဖြစ်သွားတာကျွန်တော်မျိုးကဝိုင်းဗလိမ့်နာကျတော့တခုပြောချင်သူတို့ကျတော့ကျွန်တော်မျိုးကကျတော့ဝိုင်းဗလိမ့်နဲ့ခိုင်နည်းနည်းတော့တင်ကောင်းဖြစ်ရတယ်ပေါ့ကျွန်တော်အကောင်းဆုံးချပြခဲ့တယ်သူတို့ရဲ့လက်ခံမှုနဲ့ကျွန်တော်ချပြရတယ်နည်းနည်းဆက်တင်မယ်ဖြစ်သွားတယ်ဒါတော့ပါပဲတခြားတိုင်းဒေသကြီးအကိုတွေအမတွေတော့ကျေးဇူးတင်ပါတယ်အခုလူသိအောင်ဝိုင်းပြီးတော့လုပ်ပေးတဲ့အတွက်ပေါ့နော်
ဟုတ်ပါတယ်တရားဝတ်သုံးဖို့ဆိုတဲ့အပေါ်မှာじゃဘယ်လိုပြောချင်တယ်အမှန်တကယ်တရားဝတ်သုံးဖို့ကျွန်တော်ကအခုနောက်ပိုင်းဆိုရင်တရားဝတ်သုံးဖို့တော့မရတရားဝတ်နှစ်ပုတ်လောက်ပဲရတာပါဆိုတော့ပတ်စံသိန်းတရားအကုန်မှာကျွန်တော်ကတစ်ချင်းနှစ်ပုတ်လောက်ပဲရတော့တာကျွန်တော်ကရိုက်ကူးရတာနဲ့ဘာနဲ့သိတော့မင်းသားမင်းသမီးစိနေဆိုတော့လေတကယ်တရားဝတ်သုံးဖို့တရားဝတ်နှစ်ပုတ်ပဲရတာတရားဝတ်နှစ်ပုတ်တရားဝတ်သုံးဖို့မဟုတ်ဘူးဒီတချင်းကြီးတဲ့ခါကြလို့ရှိရင်လေကျွန်တော်နောက်ထပ်ထွက်လာမယ့်တချင်းတွေပုံစံလေးတွေနဲ့ခွဲပြီးထွက်လာဖို့အစီအစဉ်ရှိပါတယ်အေးယာကန်တွေလေးကလေးစီလို့လိုက်လို့ပို့ပေးမယ်ဒီမြင့်မှုမျိုးဒီတချင်းလေးကတော့ကျွန်တော်ဒီဆက်စားပြီးရေးရတာနဲ့ပေါ့နော်ကျွန်တော်ပြင်ဆင်တာနဲ့ဆိုရင်တော့2နှစ်ကျော်လောက်3နှစ်ဝင်ချင်တော့အချိန်ယူလိုက်ဒီတချင်းလေးကတော့တခြားတချင်းတွေထွက်ဖို့ကတော့ကျွန်တော်တို့တစ်နှစ်တောင်နေဆုံးချိန်ယူရပါတယ်ဒီတချင်းလေးကနည်းနည်းကိုမျိုးတချင်းဆိုပို့ပြီး view ဆိုင်ရလို့နည်းနည်းကြာသွားတာပါမမြင်ရတဲ့တို့ရဲ့ရှင်မြင့်မှုအဲ့ဒါတော့ခြေနေရပေါ့တချင်းထွက်လာမဲ့ပုံစံလေးတွေကိုတမျိုးလေးတွေးပြီးတော့ပေါ့ဒါမှမဟုတ်ဒီခက်ကလာတဲ့အခြေအနေလေးကြည့်ပြီးတော့မှဟို live ဖတ်မဲ့တချင်းလေးတွေလည်းကျွန်တော်ပြင်ဆင်နေပါတယ်ပေါ့တရင်ကျုပ်တချင်းလေးရိုက်ဖို့တော့အစီအစဉ်ရှိနေတာတချင်းကမနစ်ကလည်းကျွန်တော်တချင်းတို့ကာလာမှာဒီချင်းလေးကပေါပြီးသားဆိုတော့လေဒီနှစ်မှာပြန်ပြီးတော့ရိုက်ဖြစ်ချင်းလည်းရိုက်ဖြစ်မှာပေါ့ဒါပေမဲ့အကောင်းဆုံးရိုက်ဖြစ်မယ်လို့တော့လည်းထင်ပါတယ်ကျွန်တော်ကြားဟိုအခက်ခဲခန္ဓာလေးနည်းနည်းရှိနေသေးလို့လေအဲကြောင့်မို့လို့တည်တော့မတည်ကြသေးဘူးပေါ့လွမ်းနာပုံရွာကမီးရဲ့အဲ့မဲ့ဟိုလိုပေါ့အရန်ကြီးစိုးရတဲ့မန်နေဆိုလို့ရှိရင်တော့ကျွန်တော်ဟိုဖြတ်ပြတာမျိုးတွေရှိပါတယ်ဒါပေမဲ့ဟိုအကုန်လုံးရဲ့လို့တော့လိုက်ပြီးမပြန်ပါဘူးတချို့ကဆဲတဲ့လူကနဲပါတယ်ဟိုရှိလို့ရှိတာပေါ့နော်ဒါပေမဲ့အဲ့လိုကြီးအများကြီးမလိမ့်နေတဲ့လူတွေကိုလည်းဟိုပြောချင်တာဒီကျွန်တော်ကသူတို့တဲ့ rubber တီးတဲ့ပြန်ပေးတာမျိုးတော့မရှိဘူးဒါပေမဲ့တချို့ဟာလည်းပြန်ပါတယ်ခုနောက်ပိုင်းတိတ်မပြန်ပြလို့များတော့မပြန်နိုင်တော့လို့ကျွန်တော်ဗလိနဲ့တွေ့တာဗလိနဲ့တွေ့စိတ်မဆိုးပါဘူးဒါပေမဲ့ဟိုဒီထက်ပိုပြီးကျွန်တော်အကောင်းဆုံးချပန်းအောင်ကျွန်တော်စူးစမ်းနေပါတယ်လို့ဒါဗလိနဲ့ကိုရီမတွေကိုလည်းကျေးဇူးတင်ပါတယ်လို့